လက်တော့ရှိမှမဟုတ်ပဲဖုန်းတွေ tablet တွေကိုပေါ့ပေါ့ပါပါ keyboard လေးနဲ့ရှိတ်သုံးနေတဲ့သူတွေဒါမှမဟုတ်အခုမှစပြီးလက်ကွက်ဆန်းနေတဲ့သူတွေအတွက် Keep Bluetooth keyboard မောက်လေးနဲ့မိတ်ဆက်ပေးပါမယ်။အရောင်အနေနဲ့ဆိုရင်တော့အခုလက်ရှိမှာတော့အဝါရောင်လေးရဲ့ပန်းရောင်လေးရဲ့ရပါမယ်။တောင်းပြရတာကလည်း Bluetooth လေးနဲ့ရှိတ်ပြီးသုံးရတာဆိုတော့အလွယ်တကူနဲ့အဆင်ပြေပြေသုံးလို့ရမှာဖြစ်ပါတယ်။ keyboard နဲ့ရှိတ်ပြီးသုံးမယ်ဆိုရင်လည်းအရင်ဆုံး power clip ကို on ပြီးတော့ကိုနက်စွာလေးကိုနှိပ်လိုက်ရမှာပဲပြီးရင်တော့ကိုသုံးချင်တဲ့တစ်ပိုင်းမှာ Bluetooth လေးကိုဖွင့်ထားပေးရပါမယ် Bluetooth ဖွင့်ထားပြီးဆိုရင်တော့ Bluetooth keyboard လေးကိုရွေးပေးရပါမယ်အဲ့ဒါဆိုရင်တော့ keyboard လေးကိုအလွယ်တကူအသုံးပြုလို့ရနေပြီပဲဖြစ်ပါတယ်မောက်ကိုတော့တက်ခဲထည့်ပြီးအသုံးပြုရတာဖြစ်ပြီး power on off ခလုတ်လေးနှိပ်ပြီးကိုသုံးချင်တဲ့တစ်ပိုင်းမှာ Bluetooth လေးဖွင့်ထားပေးရပါမယ်Bluetooth ဖွင့်ထားပြီးပြီဆိုရင်တော့ BT 5.2 mouse လေးကိုရွေးရှိတ်ပေးရပါမယ်။အဲ့ဒါဆိုရင်တော့ mouse လေးကိုစတင်သုံးပြုလို့ရပြီပဲဖြစ်ပါတယ်။ Keep Bluetooth keyboard mouse လေးက laptop, tablet, iPhone, iPad, Android စတဲ့တစ်ပိုင်းမျိုးစုံနဲ့ချိတ်ဆက်အသုံးပြုလို့ရပါတယ်။ Android ဖုန်းတွေအတွက်ဆိုရင်တော့မြန်မာစာရိုက်မယ်ဆိုရင် software တစ်ခု down ရပါတယ်။ iOS အတွက်ဆိုရင်တော့ software down စရာမလိုပါဘူး။ keyboard လေးကတော့အာသွင်းအသုံးပြုရတာဖြစ်ပြီးသူ့ကိုအာသွင်းဖို့အတွက် Type C အာသွင်းကြိုးလေးတစ်ချောင်းမှာပါပါသေးတယ်။ဒီ keyboard လေးကိုလိုချင်နေဆိုရင်တော့ Wear ID CN စာပေကိုအခုပဲလာရောက်ဖို့ဖိတ်ခေါ်ပါတယ်